နေတိုင်းဖွင့်တာအရက်ဆိုင်တပတ်တစ်ခါဖွင့်တာဘုရားကြောင့်တနေကုန်ဖွင့်တာအရက်ဆိုင်အချိန်ပိုင်းလေးပဲဖွင့်တာဘုရားကြောင့်လက်ကားလာလို့ရတာဘုရားကြောင့်ပတ်စံနဲ့တောက်ရတာအရက်ပတ်စံပေးပြီးတော့တောက်ရတဲ့အရက်ဆိုင်အမြဲတမ်းဖွင့်တဲ့အရက်ဆိုင်အမြဲတမ်းလူပြည့်တယ်အလက်ကားလာလို့ရတဲ့ဘုရားကြောင့်လူက6တိ6ချက်ကြည့်လိုက်ရင်ကိုယ်အမျိုးနဲ့ကြီးပြည့်နေတာအဲ့တော့အဲ့ဒီအရက်ဆိုင်လက်ကုံရက်ဆိုလို့ရှိရင်လာတဲ့လူတွေကလေကားကြီးကားငယ်အတွေ့အတွေ့နဲ့လာကြတာသိလားကျွန်တော်ကြည့်နေလူတွေကထောင်နဲ့လာတာလက်ကုံရက်ဆိုတော့အိတ်ဖောင်းတာဒါသာတော့အိတ်ဖောင်းတော့ယောငါတိုက်ပဲကွာတယောက်ကလည်းငါတိုက်ပါမယ်ကွာမင်းကွာနေဆက်ပါယောငါတိုက်ပါမယ်ကွာမင်းထောင်နဲ့အဲ့ဒီလူတွေထိုင်ကြည့်နေတယ်အဲ့ဒီလူတွေကပြန်ထွက်လာတော့အဲ့ဒီလိုထွက်လာတာမဟုတ်ဆိုက်နဲ့ပြန်ထွက်လာတယ်ဝေနှုံးကထောင်ထွက်လာတော့ဘယ်လိုထွက်လာလဲဆိုက်နဲ့ပြန်ထွက်လာတယ်မတူဘူးတော့အရက်ဆိုင်တဲ့ကိုဝင်သွားတဲ့သူနဲ့ပြန်ထွက်လာတဲ့သူရဲ့ပုံစံလုံးဝမတူဘူးဝေနှုံးကထောင်နဲ့ထွက်လာတော့ဆိုက်ပုံစံလည်းမတူတော့ဘူးစကားပြောတဲ့ပုံစံလည်းမတူတော့ဘူးလုံးဝမတူတော့အော်စရာကြီးပဲအဲ့တော့အရက်ဆိုင်ကိုကြည့်လိုက်တဲ့အခါမှာအရက်ဆိုင်ကနာမည်ရှိတယ်ဘာလဲဆိုရင်ရှင်လန်းတဲ့ရှာပါအဲ့တော့ကျွန်တော်အဲ့မှာကြည့်လိုက်တော့အဲ့ဒီလိုမျိုးသူတို့ပုံစံပြောင်းသွားအောင်လှုပ်ပေးလိုက်တာဒီအရက်ဆိုင်ကလှုပ်ပေးလိုက်တာလားအရက်ကလှုပ်ပေးလိုက်တာလားသူတို့မူးသွားရတဲ့အကြောင်းရင်းဒီအရက်ဆိုင်နဲ့သူတို့ရောက်လို့လားအရက်ကသူတို့တည်းရောက်သွားလို့လားမူးစေတဲ့အာနိသင်ဆိုင်မှာရှိတာလားအရက်မှာရှိတာလားဟဲ့မူးစေတဲ့အာနိသင်ဆိုင်မှာမရှိဘူးအရက်မှာပဲရှိသလိုထူးစေတဲ့အာနိသင်ဒီကျောင်းမှာမရှိဘူးဖခင်မှာပဲရှိတာဖြစ်တယ်ဟာလေလုယဒီနေ့ဖခင်သားသမီးတွေတနင်္ဂနွေနေ့ဆိုရင်ဖခင်ကျောင်းကိုလာကြတယ်ထောင်နဲ့ဖခင်ကျောင်းထဲဝင်လာကြတယ်စီစဉ်ပြီးလို့ပြန်ထွက်သွားတယ်ဘယ်လိုထွက်သွားလဲထောင်ပဲဆယ်ဖို့ထဲတဲ့နေပူထောင်တယ်ဟုတ်ပြီနော်အရက်သမားတယောက်မူးရတဲ့အကြောင်းရင်းကအရက်ဆိုင်နဲ့သူဝင်လို့မဟုတ်ဘူးမိတ်ဆွေသူ့အထဲကိုအရက်ဝင်လို့ဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်တို့အရောက်စီတိုင်းဒီကနေ့ဖျားချောင်းတဲ့ကိုဝင်လာခြင်းကကျွန်တော်ရဲ့အသက်တာကိုထူးခြားသွားစေတာမဟုတ်ဘူးဒီကနေ့ဖျားကတင့်အထဲကိုဝင်ရောက်သွားခြင်းကတင့်ရဲ့အသက်တာကိုထူးခြားသွားစေတာဖြစ်တယ်ဟာလေလုယအရက်သမားစစ်တယောက်ရဲ့ပန်းနိုင်သည်အရက်ဆိုင်မဟုတ်ဘူးအရက်ဖြစ်တဲ့ကဲ့သို့ဖျားသားစစ်တယောက်ရဲ့ပန်းနိုင်သည်လေကြောင်းမဟုတ်ဘူးဖျားဖြစ်တယ်မိတ်ဆွေအာမင်